British အားလုံးမင်္ဂလာပါရှင်ကျမတို့ channel လေးပြန်လဲကြိုဆိုလိုက်ပါရှင် My Post ဆရာတော်ဘုရားလို့ပြောလို့ရှိရင်တော့မြန်မာနိုင်ငံမှာမသိတဲ့သူမရှိပါဘူးနော် My Post ဆရာတော်ဘုရားဟာဆိုလို့ရှိရင်တော့3နှစ်3လ3ရက်ဂူအောင်ကတရားကျင့်ကြံခဲ့ပြီးနောက်မြန်မာပြည်သူတွေတမကကပါလေးစားကြည်ညိုခဲ့ကြတာပဲဖြစ်ပါတယ်ဆရာတော်ဘုရားဟာဆိုလို့ရှိရင်တော့ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသလေးနမ်ပိုင်ခရိုင်ရှိဖာဝါကူမှာ93ရက်ကြာတရားကျင့်ကြံနေထိုင်ခဲ့တဲ့မိုင်းဖို့ဆရာတော်ဟာတရားကျင့်ကြံမှုပြီးဆုံးပြီးဂူအပြင်ဘက်ကိုပြန်လဲချက်လာကဆရာတော်အားကျိုးဆိုခဲ့တဲ့အခမ်းအနားလေးပြုလုပ်ခဲ့တာဖြစ်ပါတယ်အခမ်းအနားမှာဆိုရင်တော့မိုင်းဖို့ဆရာတော်ဟာတရားကျင့်ကြံစဉ်ကိုရန်ရေးဆွဲခဲ့တဲ့ပုံတော်ကိုလည်းဗုဒ္ဓဘာသာဝင်တို့ကလက်ဆောင်ပေးခဲ့ပြီးနောက်တရားဓမ္မများဟောကြားပေးခဲ့ကြောင်းဗုဒ္ဓဘာသာဝင်များအားလုံးနေဖြင့်နေထိုင်မှုဘဝအတွင်းလိုင်းနာဆရာအချက်များနဲ့လူမှုဆက်ဆံရေးကိုလေ့လာသင်ယူသွားရမယ့်အပြင်ဘာသာစကားမျိုးစုံနဲ့ယဉ်ကျေးမှုမျိုးစုံတို့ကိုလည်းလေ့လာသင်ယူသွားရမှာဖြစ်ကြောင်း၎င်းအပြင်အထူးဒေသ၄ရဲ့နေကလာကြာရှိစွာထိတ်သိမ်းဆောင်ရှောက်ထားတဲ့တည်ငြိမ်အေးချမ်းမှုကိုတန်ဖိုးထားကအတူတကွဆက်လက်ဆောက်ထည့်ရမှာဖြစ်ကြောင်းဆရာတော်ကမိန့်ကြားခဲ့တဲ့ဖြစ်ပါတယ်ဆရာတော်ဘုရားဟာဆိုလို့ရှိရင်အခုတစ်ခါမှဆိုရင်တော့တက်တော်63နှစ်ပြည့်တဲ့ဇီဝိတမွေးနေ့ပွဲတော်ကိုအနေနဲ့အရရကလာရောက်ဖူးမြော်တဲ့ပြည်သူများနဲ့လည်းအလွန်စကားကြောင်းတရားပါတယ်ရှမ်းပြည်နယ်ရှေ့ပိုင်းတချီတဲ့မြို့မိုင်းဖုံခေါ်ဂျေးရွာအုပ်စုမိုင်းဖုံဆရာတော်တသနာနဲ့နယ်မြေအတွင်းမှာမိုင်းဖုံဆရာတော်ဘုရားဗန္ဒတာညာနာတော်ရရဲ့တက်တော်63နှစ်ပြည့်ဝိဇဒမွေးနေ့ပွဲတော်ကို2026ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေ9ရက်နေ့အထိတတိုင်ကျင်းပခဲ့ရရင်အနေနဲ့အရရမှာဖူးမြော်သူများနဲ့စီကားလျက်ရှိနေကြောင်းသိရှိရပါတယ်။ဇီဝီတာမွေးနေ့ပွဲတော်ကိုဇန်နဝါရီလ1ရက်နေ့နည်းနည်းပိုင်းကနေစတင်ပြီးလွမ်းနေစီရီဖျားရှိခိုးပူဇော်ပြီးနိဖျားကျောင်းဆောင်တွင်ဖျားဆွမ်းတော်ကလူပူဇော်ခြင်းနိဖျားအနာရှိတရားဟောဆက်တွင်တရားဟောကြားခြင်းဇန်နဝါရီလ9ရက်နေ့ညနေ3နာရီချိန်တွင်မိုင်းဖုံဆရာတော်ဘုရားအားရေတပ်ပဲပူဇော်ပြီးနောက်ယနေ့တွင်မိုင်းဖုံဆရာတော်ဟာဝစီပိန်အတ္တချံဝင်မှဖြစ်ကြောင်းသိရှိရပါတယ်။ဇန်နဝါရီလ6ရက်နေ့နေ့9နာရီချိန်တွင်လွမ်းနေစီရီကျောင်းဝင်းဆောစာကျောင်းဆောင်နေရှိဓမ္မယုံကြီးတွင်မိုင်းဖုံဆရာတော်ဘုရားကြီးအားရှိခိုးကြော်ပြီးဇီဝိတာမွေးနေ့ပွဲအလူအားရေးဆက်ချက်အများဝေမှဟုသိရှိရပါတယ်။ဗုဒ္ဓဂါယတွင်လည်းတပည့်တရားကများအားတရားရည်တိုက်ကျွေးမှဟုလည်းသိရှိရပါတယ်။